ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါယခုလက်ရှိအနေထားမှာမြန်မာ National League ကိုဦးဆောင်ထားတာကတော့ရန်ကုန် United ပဲဖြစ်ပါတယ်ဂျပန်နီးပြားနဲ့အတူမောင်မောင်လွန်ရဲ့ကာလာတို့စာချုပ်နဲ့အတူရောက်ရှိလာခြင်းကရန်ကုန်အသင်းကိုများစွာပြောင်းလဲစေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ဂျပန်နီးပြားလက်ထက်မှာ9ဘွဲကစားထားပြီးရှုံးပွဲမရှိသလိုဂိုးရရှိမှုအပိုင်းမှာလည်းအတော်လေးများတာကိုတွေ့ရမှာဖြစ်ပါတယ်လက်ရွေးစင်ဟောင်းကောင်းစီသူရဲ့ဒုတိယပိုင်းသွင်းဂိုးတွေဟာဂိုးရလက်ကိုပြောင်းလဲစေနိုင်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ရန်ကုန်အသင်းဟာ10ရက်နေ့မှာတော့တစ္ဆာအာမန်နဲ့ရှင်ပြိုင်ရမှာဖြစ်ပြီး20ရက်နေ့မှာတော့ရှမ်း United နဲ့အကျိတ်နဲ့ရှင်ပြိုင်ရဖို့ရှိနေပါတယ်အခုလက်ရှိအနေထားမှာတော့2ပွဲပူကစားထားရပြီး9မှတ်ဖြတ်ထားနိုင်ပါတယ်ဒါကြောင့်ခုလာမဲ့ပွဲတွေမှာရောရန်ကုန်အသင်းအနေနဲ့သူတို့ရဲ့ပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းလာပါတယ်ဆက်လက်ပြီးမနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ Shopee Cup ပွဲစဉ်မှာတော့ရှမ်း United အသင်းဟာ2ဂိုး1ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်ပထမပိုင်း9မိနစ်မှာမြက်ကောင်းခန့်ရဲ့ဥဆောင်ကိုသွင်းယူနိုင်ခဲ့ပေမဲ့ချီပါဂိုးနဲ့အတူနန္ဒကျော်ရဲ့ဒုတိယပိုင်းအုံးဂိုးတွေကြောင့်2ဂိုး1ဂိုးနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြန်မာ National League ရဲ့လက်ရှိချန်ပီယံရှမ်း United အသင်းဟာရမှတ်တစ်မှတ်မှစုဆောင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါဟာမြန်မာ National League အသင်းတွေရဲ့အဆင့်အတန်းကိုထင်ဟပ်စေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးမှာတော့ဘောလုံးအားကစားဆိုင်ရာသတင်းအချက်အလက်တွေကိုတင်ပြပေးလျက်ရှိပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။